မလဲဆုတောင်းခြင်းအဖြစ်တော်၎င်းနော်ကျမ်းစာဖတ်ခြင်းအဖြစ်တော်၎င်းဖခင်ရဲ့အားပေးမှုကနော်ကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့များသောအားဖြင့်တော့ကျွန်တော်လူတဘာဝမှာတော့မှတခါလေးစိတ်ကတစ်မျိုးဖြစ်လာလို့ရှိရင်အားပေးစကားကြားခြင်းတယ်တချို့တွေဆိုစိတ်ထဲမှာတစ်မျိုးဖြစ်လာလို့ရှိရင်နော်တခါတလေသူတို့ခင်မင်ရင်းနှီးတဲ့လူတွေစီသွားပြီးတော့နော်စကားပြောတယ်သူတို့ရဲ့ခံစားချက်တွေကိုသူတို့ပြောတယ်ပြောရင်းနဲ့မှနော်တငယ်ချင်းအားပေးမှုတွေရလာတဲ့အခါသူတို့ခွန်အားတွေဖြစ်လာတယ်ထုံမြမကကျွန်တော်တို့အားလုံးဒီဖျားသခင်ထံကအားပေးမှုလိုပါတယ်နော်ဖျားရဲ့အားပေးမှုမရှိဘူးဆိုရင်ကျွန်တော်တို့လောကမှာရပ်တည်လို့မရဘူးဖြစ်တယ်ဒါကြောင့်ဒါဝိဒ်ကငါ့ကိုအားပေးတာကဖျားသခင်ပဲဖျားသခင်ကပဲငါ့ကိုအားပေးတယ်ဒါကြောင့်မလို့အားပေးတယ်ဖျားကအားပေးတယ်နော်အားပေးဓာတ်တွေကိုလိုချင်တယ်အားပေးစကားတွေကြားချင်တယ်ဆိုလို့ရှိရင်တော့ဘာလုပ်ရမလဲကျွန်တော်တို့ကသူ့ထံချင်းကပ်ဖို့လိုတယ်နော်ဥမာဆိုရင်နှုတ်ကပတ်နားထောင်မယ်နှုတ်ကပတ်ဖတ်မယ်ကိုယ်တိုင်ကျမ်းစာဖတ်ခြင်းကိုယ်တိုင်ကျမ်းစာနားထောင်ခြင်းကိုယ်တိုင်ဆုတောင်းခြင်းအပြင်ဘုရားသခင်စီကအားကိုရမှာဖြစ်တယ်အဲ့ဒီအားကိုအမိပြုပြီးကျွန်တော်တို့ကလောကကိုဖြတ်တန်းရမှာဖြစ်တယ်ဒီနေ့ဘုရားသခင်ကသာလေတင့်ကိုအားပေးမှာဖြစ်တယ်အားပေးတဲ့သခင်ကဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာတော့မမေ့လိုက်နဲ့နော်ကျွန်တော်တို့ကတခါတလေဘုရားကိုမမြင်ရတော့နော်တမျိုးကြီးဖြစ်နေတယ်ဒီနေ့ဘုရားကိုယ်တိုင်ကသင်နဲ့ကျွန်တော်ကိုအားပေးခြင်းနေတယ်ဒါမဲ့လူတွေကဘုရားထံကိုမလာကြဘူးဖြစ်နေတယ်ဒါဝိဒ်ကသူသဘောပေါက်သွားတယ်သူ့ကိုအားပေးမဲ့လူကဘုရားသခင်ပဲဖြစ်တယ်အဲ့တော့ဒီနေ့ဖိလိပ္ပိမှာလည်းထပ်ပြီးရေးထားတယ်ဖိလိပ္ပိခန်းကြီးလေးအငယ်73မှာကျွန်တော်တို့အမြဲတမ်းရွတ်နေတဲ့ကျမ်းပိုက်ပဲငါ့ကိုခွန်အားနဲ့ပြည့်စုံစေသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်တယ်ဖျားခွန်အားနဲ့ဒုက္ခပဲဖြစ်ဖြစ်ပြဿနာပဲဖြစ်ဖြစ်စိတ်ဆင်းရဲတာပဲဖြစ်ဖြစ်ဖျားခွန်အားနဲ့ကျွန်တော်တို့ကဖြတ်တန်းရတာနော်ဖျားခင်ကပြောထားပြီးသားလောကမှာသင်တို့သည်ဆင်းရဲဒုက္ခကိုခံရမယ်ဖျားခင်ကပြောထားပြီးသားဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကဖျားအားနဲ့အရာရာကိုဖြတ်တန်းရမယ်ဒုက္ခဖြစ်တဲ့အခါဖျားအားနဲ့ဖြတ်တန်းရမယ်ယောဂဖြစ်တဲ့အခါမှာဖျားအားနဲ့ဖြတ်တန်းရမယ်နော်စုံစမ်းတော့ရှစ်ချင်းခံရတဲ့အခါမှာဖျားအားနဲ့ဖြတ်တန်းရမယ်ဒါကိုသခင်ယေရှုခရစ်တော်ကိုယ်တိုင်